scanner တွေက Yoku B2 HS25L တွေတော့သူကကြတော့ Android phone tablet ဘယ်လိုကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့ 1D 2D 1D ကဘာကို 2D က QR code scanner လေးတွေဖတ်လို့ရကိုတွေဖတ်လို့ရပါတယ်ဗျကျွန်တော်ဒီတစ်ခေါက်မှာကြတော့ Android phone နဲ့ချိတ်ဆက်ပုံတွေရှင်းပြပေးပါမယ်အရင်ဆုံးဒီ barcode scanner လေးကိုသူ့ရဲ့ menu ရဲ့စာအုပ်ပေါ်မှာပါတယ်ဒီ HID ဆိုတဲ့ဟာလေးနဲ့အဲ့ဒါလေးရင်ဖတ်မယ်ပြီးပေးရ Enterprise Status ကိုရင်ဖတ်လိုက်မယ်ပေါ့နော်အဲ့ဒါ Android phone မှာ barcode scanner လေးပေါ်လာပါလိမ့်မယ်အဲ့ဒါ barcode scanner လေးကိုယူလိုက်မယ်အရင်ဆုံး Bluetooth HID ကိုရင်ဖတ်လိုက်မယ်ဒီ Enterprise Session လေးကိုဖတ်လိုက်မယ်ပေါ့နော်အဲ့ဒီက barcode scanner မီးအပြာလေးလင်းနေပြီညာရင်ဒီဖုန်းလေးဖွင့်လိုက်မယ်ပေါ့နော်ဒီမှာ scanner HID တော့ပေါ်နေပြီဗျဒါလေးကိုပယ်နေလို့လိုက်မယ်ပြီးတော့ allow chat message ပြမယ်ပယ်ရုံနေလိုက်မယ်ဒီ barcode scanner အချိတ်တော့မီးရငြိမ်သွားပြီပေါ့နော် okay အချိန်ကျရင်ကျွန်တော် note ကိုသွားမယ် barcode scanner သူဖြစ်သွား keyboard နေရာနဲ့စာရေးပါသူက keyboard function တွေသုံးလို့ရတဲ့ note ကိုစမ်းရေးတိုင်းမယ် Viber ရဲ့ test file မှာလည်းစမ်းလို့ရပါတယ်ဗျာဒီ barcode တစ်ခုလှမ်းဖတ်လိုက်မယ်ဗျာ okay တော့ QR လည်းဖတ်ပါတယ်ဗျာအဲ့တော့ပြီးတော့ reverse မှာလည်းကျွန်တော်တို့စမ်းလို့ရပါတယ် reverse မှာကြတော့ဒီ reverse ရဲ့ဝင်မယ် menu တွေက item တစ်ခုထည့်တာပေါ့နော်ဒီမှာbarcode လေးတစ်ခုဖတ်ကြည့်လိုက်မယ် okay ဒါလေးဖတ်သွားပြီဗျကျေးဇူးတင်ပါတယ်ကဲပါဒီ barcode scanner တွေကကြောင့် auto scan ပါတယ်ပေါ့နော် auto scan ဆိုတာဒီခလုတ်မနေပဲနဲ့ဒီပုံမှာတင်ထားပြီးတော့ auto လေးဖတ်တာပေါ့နော်အဲ့ဒါဒီကြတော့ဒီ barcode scanner ရဲ့ menu ရဲ့စာအုပ်ထဲမှာမပါဘူးဗျကျွန်တော်ပေးထားတဲ့ barcode တွေကိုဖတ်လိုက်မယ်ပေါ့နော်ဒီဆိုရင်နေဟုတ်ကဲ့ပါဗျဒီဟာလေးကကြောင့် auto scan မဟုတ်ပေါ့နော်ဒါကြ menu ပဲပေါ့ဒါပေမဲ့ auto scan ဖတ်ပြီးရင်ဒီဟာလေးက factory reset ပေါ့နော်ပြန်ပိတ်ချင်တဲ့ factory reset ကိုဖတ်လိုက်ရတယ်ဗျokay ဒါလေးကို lighting ကောင်းကောင်းလေးနဲ့ဖတ်ယူရရင်ဒီ scanner တွေတော့မီးတောက်လျှောက်လေးလင်းသွားတယ်ပေါ့နော်အဲ့ဒီဆိုရင်ကျွန်တော်တို့ဟိုဟာ note ဒီမှာဆမ်းပြီးတော့ဖတ်ကြည့်ပါမယ်ဗျဒါလေးကို all select ပေးလိုက်မယ်ဖြတ်လိုက်မယ်ဗျ okay ကျွန်တော်ဖတ်ကြည့်မယ်ခလုတ်မနေပဲနဲ့ဖတ်နေရပါတော့ okay ရပါပြီဒီ auto ဒီဆက်လေးပေါ့နော် auto scan နေပြီးတော့ပြန်ပိတ်မယ်ဆိုရင်ဒီဘက်ကဟာလေးက manual ဒါတွေကဖတ်လို့မရဘူးပေါ့ဒီ factory reset ကိုအရင်ဖတ်လိုက်ရပါတယ်ဗျဒါလေးမီးတောက်လျှောက်လင်းထားနေတဲ့အခြေအနေမှာဒါလေးကိုဖတ်လိုက်တာနဲ့လေပိတ်သွားပါဗျ factory reset ဖြစ်သွားပါပြီဗျ factory reset ဖြစ်သွားပြီးရင်လေ factory reset ဖြစ်သွားပြီဆိုတော့ဒီကောင်ချိတ်ပေးတာပေါ့နော်ဒီကောင်လောလောဆယ် connect ပြနေတယ်ဗျ okay အချင်းကျွန်တော် note ထဲကိုသွားမယ်ဒီ menu ပဲအရင်လိုက်ဖတ်ကြည့်လိုက်မယ်ပေါ့နော် okay အဲ့ဒီဖတ်ကြည့်လိုက်မယ်ဟုတ်ဖတ်နေပါဗျဒါတော့ပြန်ပြီးတော့ connect လုပ်ကြမလို့ပေါ့နော်ကျေးဇူးတင်ပါတယ်ဗျ